ဒေါ်အေးဟာအသက်65နှစ်ရှိတဲ့အဖွားအုပ်တစ်ယောက်ပါ။သူမကအိမ်ဟိုဟောင်းကြီးထဲမှာတယောက်တည်းအထီးကျန်စွာနေရတဲ့အဖွားအုပ်တစ်ယောက်ပေါ့။သူ့မှာသားသမီးမြေးမြစ်လည်းမရှိလို့သူ့ရဲ့ယောက်ျားကလည်းလွန်ခဲ့တဲ့နှစ်20ရာပဲယောဂနဲ့ဆုံးပါသွားခဲ့ပါတယ်။တနေ့တော့သူ TV ကိုကြည့်နေတဲ့အချိန်မှာ TV ထဲကနေထူးဆန်းတဲ့အသံတွေထွက်ပေါ်လာခဲ့ပါတယ်။သူမဟာ TV ပြတ်နေပြီထင်တဲ့ TV နားတွားကြည့်လိုက်တဲ့အချိန်မှာ TV ထဲကနေတွေးတွေစိမ့်ထွက်လာခဲ့တာပေါ့။သူမဟာရုတ်တရက်ကြီးထူးဆန်းတာကိုသတိထားမိလာခဲ့ပါတယ်။သူ TV ကိုစိုက်ကြည့်ပြီးမကြခင်မှာပဲထူးဆန်းတဲ့အသံတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီအသံကတော့မေမေသားကိုကဲပါဆိုတဲ့အသံပါပဲ။သူမဟာအဲ့ဒီအသံကိုကြားချင်းလမ်းဖြန့်သွားပြီးတော့အိမ်ရန်ထွက်ပေါက်ရှိရာတကားဝစီတို့တန်းပြေးပါတော့တယ်။သူမဟာအိမ်ရှိတကားဝနာမှာတွေးတွေပေးနေတဲ့ထူးဆန်းတဲ့ကောင်လေးတစ်ယောက်ကိုတွေးလိုက်ရပါတယ်။တွေ့ချင်းပဲဒေါ်အေးဟာမျက်လုံးတွေပြလာပြီးတော့ထိုနေရာမှာပဲမုံမေ့လဲကျသွားခဲ့ပါတယ်။နောက်တစ်နေ့မှာဒေါ်အေးဟာအိယာကနေနှိုးထလာခဲ့ပါတယ်။သူမရဲ့အိမ်နီးနားချင်းတွေကတော့ညာကစူးညံနေလို့ဘာတွေဖြစ်ပျက်ခဲ့တာလဲဆိုပြီးတော့ဒေါ်အေးကိုမေးမြန်းနေခဲ့ပါတယ်။ဒေါ်အေးဟာညာကဖြစ်ပျက်ခဲ့သမျှအကြောင်းစုံကိုပြောပြလိုက်ပါတယ်။သိမကြခင်ရက်ပိုင်းအတွင်းဒေါ်အေးဟာနှလုံးရောဂါနဲ့ဆုံးပါသွားခဲ့ရပါတယ်။ဒီအကြောင်းအရာကတော့ရခိုင်ပြည်နယ်တန်လွင်မြို့မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရမှန်ဇလန်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ကျွန်တော်ဟာဒီလိုမျိုးဖြစ်ရမှန်တရေဇလန်းတိုလေးတွေကို AI နဲ့ဇလန်းတစ်ပုဒ်ဖန်တီးပေးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုတွေ့ဖြစ်ရမှန်ဇလန်းတိုလေးတွေကို comment မှာခြာရေးခဲ့လို့ရပါတယ်။ကျွန်တော်တို့ဘက်က AI နဲ့ဗီဒီယိုတစ်ပုဒ်ပြန်လေးဖန်တီးပေးမှပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးသူတယောက်စီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။